ကျွန်ုပ်ဤဖျားသခင်ဒီတန်ထေကဘာလို့ဒီလောက်တောင်တွက်လက်နေရတာလဲပေါက်တူးတစ်ချက်ပေါက်လိုက်တာနဲ့တင်းမြစ်တွေတောင်ပြတ်ထွက်ကုန်ပြီးနတ်ဖျားလက်နက်ပဲဒါကလဲဆိုင်တဲ့နတ်ဖျားလက်နက်ပဲမူလက30ရက်လောလောက်မှထွေရက်လိုပြီးမဲ့ဒေါ်လိုက်နေဟာခင်မီစက်မှုလုပ်ငန်းသုံးစတီးစိုက်ပျိုးရေးကိရိယာတွေရှိမှာတော့3ရက်ပဲအချိန်ယူခဲ့ရပြီးညီညာပြည့်ပြူးစွာထွန်ရက်ပြီးစီးသွားခဲ့တဲ့မျိုးစေ့ကောင်းအလုံးကိုမြေချစိုက်ပျိုးပြီးပြီချူမီရွက်ဒီပင်မနွမ်းနေသောခန္ဓာကိုယ်ကိုဆွဲကာဧကရစ်ကူပေးမှန်သို့ပြန်လာခဲ့သည်နတ်ဖျားမင်းမျိုးစေ့ကောင်းများကိုအကုန်စိုက်ပျိုးပြီးပါပြီသို့တော်ဒုက္ခတွေများပြားလာသဖြင့်မိရွက်ဒီလူအများကိုစက်တိုင်နေပြီးမှသာအခြေအနေကိုထိမ့်သိမ့်နိုင်ခဲ့သည်သူတို့၏အရေးပြားနှင့်အယိုးသာကျန်တော့သောဆာလာမှုသိမ့်မှုကိုကြည့်ပြီးမိရွက်၏စိတ်ခဲတွင်အလွန်ပင်ပူလောင်ရပါရသည်အကယ်၍အစားအစာပြက်လက်သွားပါကရုံရင်းဆန်ခတ်မှုကြီးဖြစ်ပွားနိုင်ပါသည်ဇာသားတစ်ခုချင်းစီတိုင်းတွင်အသက်15နှစ်အရွယ်မိန်းကလေးတဦး၏လူ3တောက်၏အကြီးကျယ်မှုနှင့်ပင်မနွမ်းနေမှုကိုအတင်းကျပ်အောင်ရေးထားရမှုများထင်ဟပ်နေသည်ကျွန်ုပ်သည်ခေပေါ်ကိုရောင်ထဲတွင်ထိုးစားကိုကြည့်ရင်တတင်းချမိသည့်တရဖူကိုစောင်းလိုပါကဤအလေးချိန်ကိုခံနိုင်ရရှိရမည်အထက်လူကြီးဆိုသည်မှာကျေးဇူးနှင့်အာနာကိုမျှတစွာသုံးစွဲရမည်ကြက်ကိုတက်၍မြောက်ကိုပြခြင်းဖြင့်အာနာပြပြီးပြီးအခုတော့ကျေးဇူးပြုရမည့်အချိန်ရောက်ပြီးမျိုးစေ့များကြီးထွားရန်အချိန်လိုအပ်သေးသဖြင့်ဒီကယ်လိုရီနှင့်စစ်တပ်ရိတ်ခါတွေကိုယူသွားပြီးစစ်တီတို့၏စိတ်ဓာတ်ကိုတင်းငင်အောင်အရင်လုပ်ပါဒီရေးပေါ်ရိတ်ခါတွေရှိလာရင်တော့ဂူရှဲရဲ့အခြေအနေကလုံးဝတင်းငင်သွားလိမ့်မည်ရှေးခေတ်လူတွေကိုပိုရယူသွစေသည်မှာခေပေါ်အာနိတိန်နှင့်ကိုမောင်းမြေဩဇာကိုနှစ်ပေါင်း2000ကျော်အတွင်းလေးလံသောတတုများဖြင့်ညီငယ်မှုမရှိသေးသောမဟာကျူနိုင်ငံ၏မြေစီမြေကွက်ထဲသို့ကျဲပတ်လိုက်ပြီးနောက်ကြောင်မက်ပွဲကောင်းသောဓာတုဗေဒတက်ပြုမှုဖြစ်ပွားခဲ့သည့်ဒူတောင်းလာသောလောဝက်အတွင်းမှာပင်အာလူပြိုးပင်များသည်ယူသွသွားတဲ့ကဲ့သို့အပေါ်သို့တိုးဝေးထွက်လာကြသည်စိမ့်ဆုံနေသောအရွက်များသည်ထူရဲလုံးသဖြင့်အရေများပင်စိမ့်ထွက်နေပြီးတရက်ထက်တရက်ပုံမှုဖွံ့ဖြိုးလာသည်သို့တော့ဂူရှမ်း၏ရှင်တန်ချင်းအသက်သက်သည်မှောင်မိုက်သောနေရာမှငွေစုံများကိုဆွဲဆောင်မိသွားသည်ညနေတန်ကောင်တွင်နန်းပါသောဒုက္ခတဲ့အဝိစားများဝစ်ဆင်ထားသည့်သူရှို့ချို့သည်အာလူးဆိုင်ခင်းသားသို့အိတ်ကစိတ်ကပ်လာကြသည်မဟာယံဧကရစ်တွင်အမိန့်ရှိသည့်နာကချူစစ်တဲ့၏ရိတ်ခါမျက်ချောင်များကိုအကုန်မိရှုခက်စီပြီးသူတို့၏အခြေအမြစ်ကိုဖျက်တောက်ခဲ့ရမည်မိရှုမဲမိချစ်ဆန်ဖြင့်မျက်ချောင်များကိုမိရှုရောမည်စဲစဲချိန်တွင်စူးရှသောအလင်းနှန်းချို့သည်နေကင်းဘက်ကဲ့သို့ပင်မှောင်မိုက်သောညကိုခွဲချမ်းလိုက်ပြီးသူရှုံများ၏မျက်နှာပေါ်သို့တိတိကျရောက်သွားသည်သူရှုံများသည်အော်ဟစ်အော်နီကြပြီးစူးရှသောလက်နှိပ်ကမ်းမီအလင်းရောင်ကြောင့်ချက်ချင်းပင်မျက်စိကွယ်လူနီးပါးဖြစ်သွားကြသည်အချိန်တော်ကြာပုံခုန်နေခဲ့သောမဟာကျူကင်းနှင့်စစ်သည်များသည်မွန်ပလွေနှင့်ကြားကဲ့သို့အပေါ်သို့အုံမိုးဖမ်းဆီးလိုက်ကြပြီးခဏချင်းတွင်မှပင်ဒီမဟာယံသူရှို့ချပုဂ္ဂိုလ်မြေပြင်ပေါ်သို့အသေးလဲဖိနှိပ်ထားလိုက်ကြသည်ဧကရစ်ကူပေးမယ်မြောက်ထောင်ထဲတွင်ချူမီရွက်သည်တန်တိုင်တွင်ချီနှောင်ထားသောသူရှို့ကိုကြည့်ကနှုတ်ခမ်းထောင်တွင်အေးဆက်သောအပြုံးတစ်ခုပေါ်လာသည်သူမသည်ရှေးခေတ်၏ရက်ဆက်သောညှဉ်းပန်းနှိပ်စက်မှုများကိုမတုံးဘဲလင်းဤတင်ပေးထားသောခေတ်ပေါ်နီးလန်းများကိုထုတ်သုံးခဲ့သည်စွာအမြင့်ရှာဖွေရေးမိဘုံအချို့သည်သူရှို့၏နှလုံးစီသို့တိတ်တိတ်ချိန်ထားပြီးဘေးတွင်လည်းပေးစတန်ပြင်းသောစပီကာကြီးနှလုံးကိုချထားကနားမခံသာသောကျိန်းလုံးမြင့်အီလက်ထရောနစ်စုညံတန်များကိုအဆက်မပြတ်ဖွင့်ထားသည့်နိုင်ညသာရှိသေးတော်လဲစူးရှသောအလင်းနှင့်စူညံတန်တို့၏ကင်းထန်သောစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုအောက်တွင်မဟာယံသူရှို့၏စိတ်ပိုင်းဆိုင်ရာကာကွယ်ရေးစီသည်လုံးဝပြိုလဲသွားခဲ့သည်ငါအကုန်ပြောပါမယ်မဟာယံဝေဂရစ်သည်တဦးစစ်ကြောင်းတစ်ခုလုံးချေမွန်းခံရသည်ကိုသိရှိပြီးနောက်အလွန်အမင်းအမျက်ဒေါသထွက်နေပါသည်အလေလန်းတန်ချက်ကစစ်သည်တသိန်းကိုစူးစီးနေပြီးနောက်ဝက်အကြတွင်ဂူရှမ်းတို့စစ်ချီလာကဒီနေရာကိုမြေလံဖြစ်ပါလိမ့်မည်စစ်သည်တသိန်းချူမီရဲ့၏စိတ်နှလုံးတုံးလို့သွားခဲ့သည်ချက်ချင်းပင်ဤရွက်ချက်ကိုတွေးထည့်စာရေးသားကကျေးဦးကြီးတဲ့သို့ပြစ်ထည့်လိုက်သည်ထို့ချိန်တွင်ခေတ်သစ်ကဘာ၌ကျမုံလေးပြဿနာနှင့်ရင်ဆိုင်နေရသည်ချူမီရွေ၏လျှို့ဝှက်သွေးစာသည်ဂျေအိုကြီးထဲမှထွက်လာယုံရှိသည်ကျွန်ုပ်တေချာပင်မဖက်ရသေးမီအိတ်ထဲမှဖုန်းသည်ရုတ်တရက်ညီလာခဲ့သည်ဒါကစိမ့်သက်သောဒေတာရင်းဖုန်းနံပါတ်တစ်ခုဖြစ်သည်ကျွန်ုပ်ဖုန်းခေဆိုသည့်ခလုတ်ကိုနှိပ်လိုက်ရာဖုန်းထဲမှမျိုးသားတဦး၏အေးဆက်ဆေးကတ်သောရေမန်တန်ထွက်ပေါ်လာသည်အထေးကြီးလေးမကြသေးခင်ကလက်ကြီးလှကြီးလာဈေးကွက်ထဲကအချောင်းမြန်ပြီးလက်မြေတွေတပြားတွေတန်းစကားတွေပြီးတော့တန်ရာချီတဲ့မြေဩဇာနဲ့စိုက်ပျိုးရေးကိရိယာတွေကိုခမားတယောက်ထဲကအကုန်သိန်းကျုံဝယ်သွားတာပဲဗာလဲရွှေတွင်းကြီးတွေးထားလို့လားကျွန်တို့၏အကြည့်များတည်ငြိမ်သွားသည်လောကတွေကညီကိုတွေကမျက်နှာပေးလို့ငါ့ကိုငကားကိုကြီးလို့ခေါ်ကြတယ်ခမားရဲ့စောက်လို့ရေးပစ္စည်းတွေပေးသွင်းတဲ့တထေးကြီးလေးကတော့အခုငါရဲ့ခွေးလောင်အိမ်ထဲမှာဝင်နေရပြီးတထေးကြီးလင်းခမားလိုဒေဝါလီခံထားရတဲ့အမိုက်ကောင်ကရုတ်တရက်ကြီးချမ်းသာလာတော့ဒီပတ်စံတွေကတန်ရှင်းရဲ့လားခမားကိုနှစ်နာရီချိန်ပေးမယ်အထေးကြီးလေးရဲ့အသက်ကိုဝယ်ဖို့ငွေသားတန်း90ကျင်ထားပါပြီးတော့ခမားရဲ့ချမ်းသာကြောင်းလမ်းစာကိုလည်းအကုန်ထုတ်ပေးပါဒါမှမဟုတ်ရင်တော့မနှက်ဖြန်မနှက်မြို့ပတ်ညောင်းထဲမှာကောင်းပြက်အလောင်းနှလောင်းပူလာလိမ့်မယ်ဖုန်းချသွားခဲ့သည်ကျွန်ုပ်သည်မှောင်သွားသောဖုန်းရင်းတဲ့ပြင်ကိုကြည့်ရင်အနေငယ်ညတုံးလို့ချင်းမရှိသည့်အပြင်အေးဆက်စွာရေမောလိုက်မိသည်တိုးဘတိုးပေးစားတဲ့လုပ်ငန်းနောက်ွယ်ကလူမိုက်အုပ်စုကငါ့ကိုအရင်လိုပဲရွှွနှုံထဲမှာအဖိနှိခံပြီးကြွေးတောင်းခံနေရတဲ့ဒီဝါလီတထေးကြီးလို့တကယ်ထင်နေရပဲကျွန်ုပ်ရဲမတိုင်ခဲ့ပါထိုအစားပတ်စံအိတ်ခဲမှာဖန်ရှုပေးထားသောအနက်ရောင်ရွှေရောင်လိပ်စာကတ်ကိုတိုက်ရိုက်ထုတ်ယူကားပေါ်ကကိုဝိုင်ဖုန်းနံပါတ်သို့ဆက်သွယ်လိုက်သည်ဟဲလိုလင်းကြီးလေးဧည့်သည်တော်ကြီးပါလားဘာလို့ကိုကြီးစီဖုန်းဆက်ဖို့တတိယရတာလဲအကိုကြီးတယောက်ကကျွန်တော်ရဲ့ပစ္စည်းပေးသွင်းသူကိုပြန်ပေးဆွဲသွားတယ်ပြီးတော့ကျွန်တော်စီကတန်းကားစစ်တောင်းနေတယ်သူ့ကိုယ်သူငကားကိုကြီးလို့ခေါ်တယ်ဒီကိစ္စကကျွန်တော်တို့နောက်ပိုင်းလုံးမဲ့တန်းရချီတန်းနဲ့ရှေးဟောင်းပစ္စည်းလုပ်ငန်းကိုပိတ်ဆို့နေတယ်အထူးပေးစားပြီးပွဲရုံဆောင်တဲ့ဒေတာခံငွေစိုးတကောင်ကငါရဲ့ဧည့်သည်တော်ကြီးကိုတောင်ထိရဲတယ်ပေါ့နင်းနီလေးမင်းကိုတောင်ထဲမှာတစ်ဖက်ရည်အေးဆေးတောင်းနေပါ3နာရီအတွင်းမှာပဲသူ့ကိုအမြင့်ကပါတူးထုတ်ပစ္စည်းရမယ်
ဘီလီယံနာကြီးကလေလုံးထွက်ခဲ့ခြင်းမဟုတ်ပါ3နာရီတောင်မကြာခဲ့ပါ2နာရီခွဲခန့်ကြာရင်ကျွန်ုပ်၏ဖုန်းတွင်ဒေတာပရင်းရေးပေါ်သတင်းထွက်ပေါ်လာသည်မြို့တော်ရဲတပ်ဖွဲ့နှင့်အထူးရဲများပူးပေါင်းကဖျက်ဆီးတဲ့အတွင်းလူမိုက်နေနေရေးစီမံချက်ကိုဆောင်ရွက်ခဲ့ရာမြို့တော်မိုင်းအကြီးဆုံးမြေအောက်ကစားကွင်းကြီးကိုအမြင့်ပြတ်ချေမုန်းနိုင်ခဲ့ပြီးလူမိုက်ကောင်းဆောင်နဂါးကိုကြီးနှင့်အဓိကအဖွဲ့ဝင်အယောက်60ကျော်ကိုအကုန်ဖမ်းဆီးနိုင်ခဲ့သည်အခင်းဖြစ်နေရာတွင်တရားမဝင်ပစ္စည်းအမြောက်များကိုတင်စီရမိခဲ့ပြီးပြစ်မှုထင်ရှားသဖြင့်နဂါးကိုကြီးတယောက်ယခုတသက်တော့ထောင်ထဲမှာပဲအချင်းကုန်လွန်ရတော့မည်ဖြစ်သည်ပစ္စည်းပေးသွင်းသူတထေးကြီးနီလည်းဖုံးဆက်လာပြီးကျမို့၏အသက်ကယ်တင်ခြင်းကျေးဇူးကြောင့်အထက်ထက်အခါကကျေးဇူးတင်စကားဆိုသည်ကျွန်တော်ဖုံးချလိုက်ပြီးရှိဘိုးဘွားပိုင်မြောက်ကိုရောင်ကိုကြည့်ကမျက်မှောင်ကျုံမိသည်ဒီတစ်ချိန်ကနဂါးကိုကြီးနောက်တစ်ချိန်ဆိုရင်တော့ပုံမိုးစွန်းထက်တဲ့အရင်းနှီးရှင်တွေဖြစ်လာနိုင်တဲ့ချူမင်ရွက်သည်ထိုဘက်တွင်စစ်တပ်ကိုတိုးချဲ့ပြီးမြို့တင်နေသည်နှင့်အမျှကျုပ်လိုအပ်မိကုန်ပစ္စည်းပမာဏသည်လည်းပုံမိုးကြီးမားလာလိမ့်မည်ဒီလိုကိုရောင်သေးစားလေးကတနည်းနေ့မှာဂျေအိုကြီးရဲ့လှုပ်ဝက်ချက်ကိုပေါက်ကြားစေလိမ့်မည်လုံးဝလုံးကျုံစိတ်ချရသည့်တည်တဲ့အခြေစိုက်စခန်းတစ်ခုကိုတည်ဆောက်ရမည်ကျွန်ုပ်သည်လက်ရှိရှိသောတန်ရာချီသည့်ငွေသားများကိုချက်ချင်းအသုံးပြုကာပင်လယ်ရဲချားကုမ္ပဏီများမှတစ်စိတ်ရှယ်ယာများကိုလွှဲပြောင်းလိုက်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအပိုင်းတွေထပ်တင်ပေးမှမလို့စိတ်ဝင်စားရဆိုရင်အဆက်လို့မှတ်ခဲ့ပေးပါဦးနော်